ကြိတ်လို့ပဲနော်အဲ့ဟိုကိုကတော့တန်းစီတာမလို့ပဲနဲ့နော်အလောက်လည်းမပြတ်ဘူးအကင်လည်းမပြတ်နဲ့အေးစင်ပဲပေါ့တယ်ဆိုတော့အနေနဲ့တော့ယူရမယ်နော်ဆိုတော့သွားယူမယ်သွားယူပြီးရတယ်အဲ့ဖက်နဲ့ဒါပေမဲ့ဂျော်ဒန်2ကမကြိုက်ဘူးဟိုဘယ်ဖက်နဲ့မှမကြိုက်တာနော်ဒါဟိုအပျော်တဘောနဲ့တော့မဲတဲ့နေရာဆိုတော့ပေါက်လို့ဈေးကြီးကပေါက်လို့ပြန်ရအောင်ပြီးပတ်စံရပါဆိုတော့အားကြောင့်မလို့အခုကအဲဥစ္စာကိုရချင်းမှပဲတန်းထုတ်လိုက်တော့ဝယ်သွားတော့အဲဥစ္စာအခုလောလောဆယ်ဟော့ဖြစ်နေရဖြစ်တဲ့အတွက်ဆိုဘယ်လိုလဲ UPS ကနေပါ shipping မလုပ်တော့တစ်ခါလဲပျောက်တယ်ပါညာဆိုရေးတဲ့စက်ပြတိုင်းမှာပတ်စံပြန်ရတယ်ဆိုတော့အခုအဲ့လိုဖြစ်မှာဆိုလို့တစ်ခါတည်းသူတို့ဟိုဖက်ချလို့ရတဲ့နေရာမှာတစ်ခါတည်းတော့ချမယ်နော်ဆိုတော့အဲ့ဆိုရင်ဖက်ရတဲ့နေရာမှာ pick up လုပ်မယ်ပြီးရင်သူတို့ရှိမှဖက်တော့ချမယ်ဟုတ်ပြီလားနော် okay let's go နဲ့တွားရောက်မဲ့နေရာမှာသူက email ပို့တာပေါ့နော်ဆိုတော့စာရွက်တစ်ယောက်ကို print အောင်ထုတ်အောင်ဆိုတော့အခုစာရွက်ကိုအရင်ဆုံး print လာထုတ်တာနော်ဟုတ်ပြီလားပြီးတော့မှ9မယ် down ကားတော့မကြက်လောက်လို့ထင်တယ်နော်သူတို့တွေကအထဲထဲမှာရိုက်ခွင့်မပေးဘူးเนาะဒါပေမဲ့အခုမှဒီ matter ဟိုဝယ်ထားတဲ့အတွက် sorry ဒီကိုမျက်မှန်စကားပြောလဲနားထောင်လိုက်တော့ဝယ်ထားတဲ့အတွက်ဆိုင်ထဲမှာရိုက်လို့ရမယ်လေနော်တညာတိုင်းရှိုးရိုက်ရမှာပေါ့နော်တိကျရိုက်လို့ရတယ်ဒါပေမဲ့သူတို့လည်းပေးမြိုင်အောင်တန်းနိုင်ရနော်ဆိုတော့အခုတော့မယ်နောက်ကျနေပြီနော်36မိနစ်တော့မအောင်မယ်โอเคကိုတိပါမယ်နော်ဟုတ်ပြီလားโอเคအဲ့ဆိုတော့မယ်ညပြမယ်နော်အမနီအဲ့ကောင်ဒီအဲ့ဒီမှာ3ဆိုင်ရှိရဆိုတော့ဒီမှာဒီကောင်တော့73မိုင်မအောင်မယ်နော်73မိုင်မအောင်မယ်ကားလောက်ကြိုက်တာ750ရအောင်โอเคနော်စီက90မိုင်နဲ့မောင်းလို့ရမယ်ပူစီကနည်းနည်းပဲကြိုင်တော့ဒါပေမဲ့မထည့်တော့တန်းတော့မထင်ကြတော့ဟုတ်ပြီနော်ဆိုတော့ okay let's go ကြာသူများကြီးပြောတာပေါ့နော်ဒီအဲ့လေးမှာအဲ့လေးကကယ်လီဖိုးနီးယားလားမသိဘူးပေါ့နော်ဟိုဘက်ကဘာတူပဲပေါ့နော်ဒီ state မှာအရင်ဆုံးစားဖောက်တဲ့ freeway တဲ့ Rocky freeway အဲ့ဒီကချင်းနေပြီးနေအကွက်အကောက်တွေနဲ့တကယ်တော့အဲ့ဒီဘောဇက်သွားရတဲ့ပုံစံပေါ့နော်တင်မလားကဲကာမမောင်းတဲ့လူရှေ့မှာဖြည်းဖြည်းလေးမောင်းနေတော့မှအမှသွားပြီနော်ဒါစနေနေ့မို့လူများကြီးပဲရှေ့ကြီးအဲ့လိုပြောနော်စနေနေ့မို့လူကမများအောင်နေနေကားသိရမလားနော်ပုံမှန်အချိန်ဆိုရင်ဒီချိန်ဆိုပြတ်သိမ့်တာသိရမလားဆိုတော့ဒီလောက်ကြည့်နော်ဒီဖူးရတယ်လို့ပြောတယ်တန်းနာရှောင်းအမိုးတဲလာပြီဆိုပူဆိုးတယ်damn bro ဖြစ်သွားပြီနော်မိုးရွာပြီဆိုတော့ဒီမှာလိုကိုရှေ့ကဘလော့ဒီမှာပြောနေရတာပဲလေမိုးရွာဆိုဒီငယ်ငယ်လူတွေကကြွရှက်ပဲလို့ online ပေါ့ဆိုတော့ဒီမှာကားရမောင်းတာဖြည်းဖြည်းလေးဖြစ်ကုန်တာသိရမလားနော် okay အဲ့ဒါကိုပြောတာစသွားမယ်နော် China တော့ China က free ပေါ့နော် free ကိုဝယ်ချင် China တော့downtown ကိုရောက်လာပြီdowntown ကိုရောက်လာပြီနော်ဒီညမြောက်တာကြာဟုတ်ပြီလား vlog ထဲမှာလည်းဒီညကိုထည့်မရိုက်ပြဘူးဆိုတော့ဒီညကိုကြည့်မယ်နော်ဟုတ်ပြီလားရောက်တော့မှတမန်ကျော်တော့ကြံနေရတော်မောင်းပြဘာလို့ဆိုတော့မီးပွက်နေရစိတ်ဒီညအားကြောင့်လည်းမသိဘူးကြည့်ရမယ်မြန်မောင်းမှာဆိုလို့လည်းမီးပွက်နေစိတ်လေးထားပဲထားရောက်ခံနေဒီဘက်တော့ဒီလမ်းပတ်ပြီးတောက်ရမှာတော့ပေါ်မှာအိမ်နေဒါအိမ်နဲ့ပြစ်တိတ်နေလမ်းနဲ့ကျန်တယ်ဘန်ဟာလမ်းဘေးပါကင်ရင်ရှာချင်းကောင်းမယ်နဲ့တွေ့တယ်နော်အဲ့လမ်းဘေးပါကင်ရှာချင်းမယ်လမ်းဘေးပါကင်ရနိုင်တော့ကောင်းတယ်မြန်မသွားဘူးနော်ပြင်ရှေ့ကကြော်တက်ရင်အနောက်ကနေပြီးတော့မြန်မောင်းမယ်နော်ပြင်ပေးသွားရင်ဒီကောင်တွေမသွားဘူးနော်ဟာတကယ်ကောင်းနေလားရှင်းနာဆိုရင်ရောက်ခံနေတော့လမ်းမမှာပဲရက်သွားလိုက်မယ်သူကအောက်မှာရက်မယ်ဆိုရင်
အောက်မှာရက်မယ်ဆိုရင်တော့ရတော့ရနေဒါပေမဲ့ဟိုအောက်ကသူကဆန် basement ထဲမှာလို့ပုံစံမျိုးဖြစ်နေတာကွာသိရမလားဆိုတော့လမ်းမှာလမ်းဘေးပတ်ကင်းရှာကြည့်လိုက်မှာကွာနော်စင်ပေးရမယ်နော်ဟုတ်ကဲ့ဘာညာအင်ကြီးရမယ် oh shit မရဘူးမရအောင်မလမ်းပြင်နေလမ်းပြင်နေဆိုတော့မရအောင်ပြီးမှ platform နဲ့ပိတ်ထားတယ်ကွာဟုတ်လားတေးပြီနားကာပြီဆိုအောက်မှာသွားမယ်ဒါပေမဲ့သူတို့ရှိမှာဝယ်မယ်ဆိုရင်တော့ဟိုဟာတော့ပေးတယ်ဒါလည်းပတ်စံတော့ပေးကြမှာလို့နော်ဘာညာဝယ်မဲ့မက200ကျော်တဲ့တက်စ်ပါညာပဲ250နော်ရမယ်စောက်ဆိုင်တခါလူရများပြောပါနေရမှာတန်းစင်များဘာကြီးလဲဒီပါနော်မကူရအောင်တယ်ဒါကြီးဆိုအရာနော်ဟုတ်ပြီလားနော်ဒီမှာရပြီဆိုတော့အိပ်ပြန်မယ်မဖီးလို့ပြောတော့ပါတဖို့ဆိုကြဒီမှာရပြီနော်ပညာနော်စင်ရမှာစင်ရမှာနော်ပြည့်လောက်ပြီးညာပေါ့စီလိုက်ရှိဟာစီဝင်ထည့်လို့ရတယ် flag အနေအောင်တော့မယ်ပြီးရင်တပတ်လို့ဆိုဖက်နဲ့တော့ရမှာနီးနီးလေးတော့မှာ1.1မယ်ဆိုတော့မယ်နော်ဒါပေမဲ့အဲ့အောင်ရောက်ခင်လမ်းမှာဘာညာအပေါင်းဆင်လောက်မယ်ဟုတ်ပြီလားနော်ဒီနားလေးကမရောက်တာကြာညအကြာဆိုမောအနေကတိကောင်းနိုင်တည်ရမလား okay baby let's go ကားပါကင်အတိုင်းပန်တယ် free ကိုက4ချက်99ပြပေးလိုက်ရတယ်တနိုင်နော်ဟိုဘာလဲဆိုဖုန်းကဘာလဲဆိုဒီ US မှာဈေးပေါ်တော့လားယူဆိုအမှန်ဆို free ပစ္စည်းဝယ်ဆိုတော့ဘာမရ free မရဖြစ်သွားတယ်ဒီမှာ boss ကဒီမှာပေးမှစိုက်နေသူရဲ့ price ဟာဒီဘက်မှာတော့ဘာမှမပါနော်ဆိုတော့ဖွင့်ကြည့်မယ်damn bro ပြပါဆိုင်ကမိုင်းနော်လုံးဝ share နော်ပြပါဆိုင်ကလုံးဝ share ပြပါဆိုင်ကကြီးတဲ့ file နော်နော်သူ့ရဲ့ထုံးစံတိုင်းပဲနော်ထုံးစံတိုင်းကိုမုတ်ဖက်တော့လောက်ထားတယ်နော်ကျိုးမယ်damn bro so cool man damn ဒီလည်းမိုက်တာပဲ oh shit damn ဒီလည်းပိုင်တာပဲဒီမှာသူက keychain ပါတယ်ဒီမှာနော်ဒီမှာဒီဖိုင်နဲ့ပြန်ထည့်ရမယ်နော်ဒီဖက်တော့ချမ်းနှမျိုးကြိုက်ပါလားနော်ဒီမှာပိုင်နဲ့ကမကြည့်သူကတက်ညနာမသိတွေ့တက်နော်ပြင်ဒီဘက်မှာ sorry လက်တစ်ဖက်တည်းနဲ့ရိုင်းနေတာ sorry ဒီမှာတွေ့တက်မိုက်တယ် quality ကို show ဒါquality ပါညာပိုင်းတာတော်မိုက်တယ်နှမျိုးပြန်ရောင်းအောင်ဒါရဲ့ကိုယ်ရဲမရှိရတော့ဒီမှာတိန်းနာပြီးရင် just ကြိုက်ပါမယ်ဆိုတော့ဒီမှာဒါပဲအထက်မှာကျတော့ကျိုး3ချောင်းပါနော်ဆိုတော့ okay ဒီလောက်ပဲရိုက်ပြတော့ကားပေါ်မှာတယောက်တည်းဖြစ်နေတဲ့အတွက်တိုင်ပန်နဲ့နှစ်ရံပြဖို့တော့နော်အတူတူပါပဲဟိုဘက်နဲ့ဒီဘက်နဲ့အောင်နော်ဟုတ်ပြီလား okay baby နော်ကဲထုံးစံနဲ့ဒီဖက်နှုတ်ဆက်မယ်နော်နန်းရှုမယ်နော်ဒီဖက်ကိုဒီတော့မှရောကွာရေးလက်ပိုင်းမှာနောက်မှာနော်အဲ့တော့ကွာချင်းသားနေနဲ့ share ပဲဒီမှာလုံးဝ blue jean white tee နဲ့ဒီကောင်နဲ့စီးလိုက်တော့ oh လုံးဝ so fresh oh my god damn bro ဖြစ်တော့တယ်နော်စောင်းမယ် okay ဖက်နဲ့ရောင်းတဲ့နေရာရောက်လာပြီနော်ဒါပထမဦးချိန်စမ်းကြည့်ရတော့ drop flow သူတို့ဆိုင်မှာ drop လုပ်တဲ့ဟာဆိုတော့အဆင်ပြေလားအဆင်ပြေမသိဘူးကြည့်ရမယ်နော်ရင်းတော့ဒီတန်းမှာ supreme ရှိတယ်ဟိုက supreme ရှိတော့ channel မို့ဒီပတ်ဝန်းကျင်နာမှာပဲပြောင်းမှာပေါ့နော်အင်းတော့ supreme ရှိတော့ဆိုဘိုးကျွစင်နေရဟို box flow ဟိုရောင်းမယ်ဆိုရင် oh shoot လုံးဝလမ်းကိုအပြည့်ရှင်းပြီးထွက်သွားတာအခုတော့နည်းနည်းတိတ်ဆိတ်တော့ဘောနော်ဒီကောင်မရှိတော့ဆိုတော့ okay ပြောနေကြတာနော်ပြန်သွားရအောင်နော်ဟုတ်ပြီနော်ရှေ့ဆက်သွားအောင်
好微的哈，把钱下了破呗。行，啊，表面下，后干嘛？表面下来，三年嘛发不了夫人，是吧？人家那个多来的，我，耶，底下那个多来的。cái đó ký này cái đó ký này mày phải nói chai rồi nó phải nói chai nhà mà giấy bao giờ mà quên mà cổ mày nó không mà giấy bẻ chai mày phải sai nó phải cả mì bù mà tụi và bây giờ mình mobile house li luôn rồi cả mobile cả cái nào mà đi nào đôi li này chỉ để lúc bao giờ mình đi mà tụi bao giờ draw floor đó nó so easy bro ဒီ vlog ကတော့ဒီလောက်ပဲเนาะနောက် vlog မှာပြန်တွေ့မယ် I'm done